ဒီနေ့တော့ထမင်းကြော်ကိုကြက်သားကြော်ရွှေပဲသီးကြော်ပဇွန်ကြောက်ကြော်နဲ့မုံညင်းကျင်နဲ့စားပါတယ်အရင်ဆုံးကြက်ပေါင်လေး3ပေါင်ရှိတာကိုဓာတ်ရလေးပေးထားပါမယ်ဂျင်းထောင်စနွန်စားဟင်းခတ်မုတ်ထည့်ပြီးတော့ခဏလုံးပါမယ်ပြီးရင်တော့ရေမြုပ်ယုံလေးထည့်တင်ထားပါမယ်ရေခမ်းလာရင်ဆဲထားပြီးတော့စီကိုအပူပေးစီပူလာရင်တော့ကြော်ထားပါမယ်ကြော်တဲ့အခါမှာတစ်ဖက်ကကျွတ်လာမှတစ်ဖက်ကိုလှမ်းပြီးတော့ကြော်ပါစိတ်လောပြီးလှမ်းလိုက်လို့ရှိရင်ကြက်သားကြော်လှလှလေးရမှာမဟုတ်ပါဘူးရှင်ကြက်သားကြော်ကြက်ရင်တော့ဒဲတဲကိုစီထမင်းစားစွန်းတစွန်းစာခံပဲခြံပြီးတော့ကြက်သွန်ပြူစီတက်ပါမယ်ကြက်သွန်ပြူမွေးလာရင်တော့ရွှေပဲသီးထဲခဏမွေးကြော်ပါမယ်အရသာအတွက်စားတစ်မျိုးနဲ့ပဲသုံးပါမယ်ပြီးရင်တော့ရေထမင်းစားစွန်း2စွန်းကန်ထည့်ပြီးတော့အဖုံးကိုခဏလေးပဲအုပ်တည်ထားပါမယ်စီချောက်ချောက်လေးရအောင်ကြော်ပြီးရင်တော့ရွှေပဲသီးကြော်လေးချက်ပါပြီရွှေပဲသီးကိုလေဒီလိုမျိုးလေးစားတစ်မျိုးနဲ့ပဲထည့်ပြီးကြော်စားကြည့်ပါဒီလိုလေးကြော်စားပြီးရင်တော့အခြားရသာတွေအများကြီးထည့်ကြော်တာကိုကြိုက်မှာမဟုတ်တော့ပါဘူးစီချောက်ချောက်လေးရအောင်ကြော်ပြီးရင်တော့ရွှေပဲသီးကြော်လေးချက်ပါပြီပြီးရင်တော့ဒဲတဲကိုထမင်းထဲခုနကြက်သားကြော်ထားတဲ့စီထဲပဲငံပြားကြီးအပြစ်လို့ခေါ်တဲ့ကြာညို့ထဲစားထည့်ပြီးတော့ကြော်ပါမယ်ဒီနေရာမှာစီစိမ့်နဲ့ကြော်မယ်ဆိုလို့ရှိရင်စီပူလာမှထမင်းထဲပါတခြားလေးကြော်ပြီးရင်တော့တရုတ်မဆလာနဲ့ငရုတ်ကောင်းနဲ့ထည့်ခဏမှွေပြီးရင်ထမင်းကြော်လေးချက်ပါပြီပြီးရင်တော့ရင်နွေးပူပူလေးနဲ့ပဲစားပါမယ်